တော်တော်များများဟာဘာကြောင့်မှန်းမသိပဲခြေလက်တွေထုံကျင်နေတာကိုခံစားမှုကြပါတယ်။ရေဝေရအားဖြင့်ရက်ပိုင်းအတွင်းဒါမှမဟုတ်လပိုင်းအတွင်းအလိုလိုပျောက်ကင်းသွားတယ်ကြပါတယ်။တချို့တွေကတော့နှစ်ရှည်ကြအောင်ခြေလက်ထုံကျင်တဲ့ဝေဒနာတွေကိုခံစားကြရပါတယ်။ဒီနေ့မှာတော့ခြေလက်ထုံကျင်စေတဲ့အရာများတွေကအဖြစ်အများဆုံး၅မျိုးကိုပြောတော့မှာမယ်ခင်ဗျာ။ပြီးတော့ဘယ်အချိန်မှာဘာလို့တင်နေနဲ့ဘယ်လိုကောင်းမနိုင်မလဲဆိုတာကိုလည်းချစ်ခင်စွာမျှဝေသွားပါမယ်ခင်ဗျာ။ကျွန်တော်ကတော့ American နိုင်ငံမှာသမားတော်ဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဒေါက်တာကျော်စောဟင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကို Subscribe လုပ်ပြီးခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်ဗီဒီယိုအသစ်တင်တဲ့အခါတိုင်းသိရှိမှာဖြစ်ပါတယ်ခြေလက်ထုံကျင်စေတဲ့နံပါတ်1အချက်ကတော့အာယုံကြောဖိမိလို့ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာထဲမှာအာယုံကြောစနစ်ကြီးရှိပါတယ်ကိုယ်ခန္ဓာအနှံ့အပြားရဲ့နေ့စဉ်လှုပ်ဆောင်မှုတွေကိုအာယုံခံစားမှုတွေကိုထိန်းချုပ်ပေးထားပါတယ်ဆေးပညာမှာတော့ nervous system လို့ခေါ်ပါတယ်ကျွန်တော်တို့ဟာပုံစံတစ်မျိုးတည်းကိုအချိန်ကြာမြင့်စွာဒါမှမဟုတ်အချိန်များစွာထိုင်မိရင်ဒါမှမဟုတ်အိပ်မိရင်ခြေလက်ထုံကျင်တာတော့ဖြစ်နိုင်ပါတယ်ဘာကြောင့်လဲဆိုရင်တော့အာယုံကြောတွေပေါ်မှာဖိထားမိတယ်လို့ဖြစ်ပြီးအာယုံကြောတွေရဲ့လှုပ်ဆောင်ချက်တွေဟာနေကွေးသွားနိုင်လို့ဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ရဲ့မြန်မာလူမျိုးတွေကတင်မလင်ခွေဒါမှမဟုတ်ဒူးတုပ်ပြီးထိုင်တတ်ကြပါတယ်။ဒီလိုထိုင်တာကြာတဲ့အခါခြေထောက်တွေပေါင်တွေခြေတလုံးတွေထုံကျင်နိုင်ပါတယ်။ဘာလို့သင့်လဲဆိုရင်တော့ပုံစံတစ်မျိုးတည်းကိုအချိန်ကြာကြာမထိုင်သင့်ပါဘူး။ထိုင်ပြီးရင်လည်းခြေလက်များကိုလှုပ်ခါပြီးသွေးလက်ပတ်မှုကောင်းအောင်ပြုလုပ်နိုင်ပါတယ်။ခြေလက်ထုံကျင်စေတဲ့နံပါတ်1အချက်ကတော့ဗိုက်တာမင်ချို့တဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ကိုယ်ခန္ဓာအတွက်မရှိမဖြစ်လိုအပ်တဲ့ဗိုက်တာမင်တွေသတ္တုဓာတ်တွေချို့တဲ့ရင်လည်းခြေလက်ထုံကျင်နိုင်ပါတယ်။ဥပမာဗိုက်တာမင် B12 ချို့တဲ့ရင်လည်းဖြစ်နိုင်ပါတယ်။နောက်ပြီးကော့ပါလို့ခေါ်တဲ့ကျင်းနီဓာတ်ချို့တဲ့ရင်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ဘာလို့တင်လဲဆိုရင်တော့အာဟာရပြည့်ဝတဲ့အစာအစာတွေအသီးအနှံတွေဗိုက်တာမင်ကျွယ်ဝတဲ့အသီးရွက်တွေကိုများသားစွာစားသုံးနိုင်ပါတယ်။ခြေလက်ထုံကျင်စေတဲ့နံပါတ်3ချက်ကတော့လက်ကောက်ဝတ်ကြောဖိမိခြင်းဖြစ်ပါတယ်။ဆေးပညာမှာတော့ carpal tunnel syndrome လို့ခေါ်ပါတယ်။ကျွန်တော်တို့ရဲ့လက်ကောက်ဝတ်ထဲမှာတော်တော်ကိုရှုပ်ထွေးတဲ့အာယုံကြောစနစ်တွေရှိပါတယ်။ဒီအာယုံကြောတွေကိုဖိမိရင်လက်ချောင်းလေးတွေဟာထုံကျင်နိုင်ပါတယ်။ဘယ်သူတွေမှာအဖြစ်များလဲဆိုရင်တော့ကွန်ပျူတာစာစီစာရိုက်များတဲ့လူတွေနဲ့ဂိမ်းမာတွေမှာတွေ့များပါတယ်။လက်ချောင်းလေးတွေတစ်ချောင်းကနေနှစ်ချောင်းဒါမှမဟုတ်၅ချောင်းစလုံးနဲ့ထုံကျင်နိုင်ပါတယ်။ဘာလို့တင်လဲဆိုရင်တော့လက်ကိုခဏအနားပေးတင်ပါတယ်လက်လေးချိန်ခံတွေပြုလုပ်နိုင်ပါတယ်ပြီးတော့ brace လို့ခေါ်တဲ့လက်ကောက်ဝတ်ပတ်တဲ့အရာများကိုလည်းဝတ်ဆင်နိုင်ပါတယ်ခြေလက်ထုံကျင်စေတဲ့နံပါတ်4ချက်ကတော့စီးချိုယောဂကြောင့်ဖြစ်ပါတယ်သွေးထဲမှာတကြားဓာတ်တွေများနေရင်အာယုံကြောတွေပေါ်မှာတကြားဓာတ်ပေါင်းတွေဟာစုပုံနေတတ်တဲ့ဖုံးလွှမ်းနေတတ်ပါတယ်။ဒါကြောင့်အာယုံကြောတွေဟာကောင်းကောင်းအလုံးမလုံးနိုင်တော့ပါဘူး။ဒီလိုနဲ့အချိန်ကြာလာတဲ့အခါခြေထောက်တွေထုံကျင်လာရခြင်းဖြစ်ပါတယ်။ခြေထောက်ထုံကျင်တာကိုအများဆုံးခံစားကြရပါတယ်။တချို့တွေကတော့လက်ချောင်းလေးတွေဒါမှမဟုတ်ပေါင်ရင်းထိထုံကျင်နေတာတို့လည်းဖြစ်တတ်ပါတယ်။စီးချိုယောဂကြောင့်ဖြစ်တဲ့ခြေလက်ထုံကျင်တာကတော့ယောဂအရှင်ပြောင်းကုသဖို့အလွန်ခက်ခဲပါတယ်။ဘာလို့တင်လဲဆိုရင်တော့မိမိမှာစီးချိုယောဂရှိမရှိစစ်ဆေးနိုင်ပါတယ်ပြီးတော့စီးချိုယောဂရှိတဲ့လူတွေကတော့သွေးထဲမှာစီးချိုမတက်အောင်တေချာဂရုစိုက်ကုသပါတယ်ခြေလက်ထုံကျင်စေတဲ့နံပါတ်5ချက်ကတော့ထိခိုက်ဒဏ်ရာရတာကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဥကောင်းလယ်ပင်နဲ့ခါယိုတို့မှာဝါယာကြိုးနဲ့တူတဲ့အာယုံကြောစနစ်ကြီးရှိပါတယ်။ဒါကြောင့်ဥကောင်းလယ်ပင်ခါယိုတို့မှာထိခိုက်ဒဏ်ရာရရင်ခြေလက်ထုံကျင်နိုင်ပါတယ်။ဥပမာဝါယာကြိုးတွေဟာကွေးကောက်သွားရင်ထိခိုက်ပျက်စီးသွားရင်ဆက်သွယ်ရေးလိုင်းမကောင်းတော့လို့ပေါ့ခင်ဗျာ။ဒီတဘောအတိုင်းအာယုံကြောမှကြီးရရှိတဲ့ဥကောင်းလယ်ပင်ခါတို့မှာထိခိုက်မိရင်ခြေလက်ထုံကျင်တဲ့ဝေဒနာကိုခံစားရနိုင်ပါတယ်။ဘာလို့တင်လဲဆိုရင်တော့ဥကောင်းလယ်ပင်ခါရိုးတို့ကိုထိခိုက်မိရင်ခြေလက်ထုံကျင်နေရင်စီးတွေဝမ်းတွေထိန်ချုံရခက်ခဲလာရင်နားလေတက်ကြွနဲ့ဆရာဝန်များနဲ့တိုင်ပင်တင်ပါတယ်ခင်ဗျာ။အကယ်၍မိမိမှာခြေလက်ထုံကျင်တဲ့ယောဂဝေဒနာဖြစ်ပူခဲ့ရင်ဒါမှမဟုတ်မိမိရဲ့ဆွေမျိုးတွေထဲမှာခြေလက်ထုံကျင်တဲ့ယောဂဖြစ်ခဲ့ဘူးတဲ့သူရှိရင်လည်း comment မှာရေးခဲ့နိုင်ပါတယ်ခင်ဗျာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလုံးစိတ်ချမ်းသာပြီးကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ